ဘာပေါ်မှာကြောင်လဲမဟုတ်ခွေးလဲမဟုတ်တဲ့ထူးခြားတဲ့ခွေးတူကြောင်တူတရဝတကောင်ရှိပါတယ်။ဒီကောင်ကို Fossa လို့ခေါ်ပြီးသိပ္ပံအမည်က Crypto Protector Ferox ဖြစ်ပါတယ်။သူတို့ကတော့ Madagascar ကျွန်းပေါ်မှာပဲတဘာဝအတိုင်းတွေ့နိုင်တဲ့ endemic တရဝတစ်မျိုးဖြစ်ပါတယ်။ Fossa တကောင်ရဲ့ကိုယ်အရှည်ကခံပန်းကြီး60မှ80စင်တီမီတာလောက်ရှိပြီးအမီးအရှည်ကလည်း65မှ80စင်တီမီတာလောက်ရှိပါတယ်။အလေးချိန်ကတော့အရွယ်ရောက်ပြီးထောင်းမှာ9.5 ကီလိုဂရမ်မှ8.5 ကီလိုဂရမ်လောက်ရှိတတ်ပါတယ်။အထီးတွေဟာအမတွေထက်နည်းနည်းပိုကြီးတတ်ပါတယ်။ Fossa ဟာတဘာဝအခြေအနေထဲမှာပုံမှန်အားဖြင့်15နှစ်လောက်အသက်ရှင်နိုင်ပြီးဇူထဲမှာဆို20နှစ်လောက်အထိအသက်ရှင်ခဲ့တဲ့ record တွေလည်းရှိခဲ့ပါတယ်။သူတို့ရဲ့မျိုးပွားနှုန်းကတော့အယမ်းမြန်တဲ့တပ်ပါမျိုးမဟုတ်ပါဘူး။မိခင် Fossa တကောင်ဟာတစ်နှစ်မှာတစ်ကြိမ်ပဲမျိုးပွားတတ်ပြီးတစ်ခါမှာပုံမှန်အားဖြင့်သားငယ်2ကောင်မှ4ကောင်လောက်တောင်မွေးတတ်ပါတယ်။ဒီလိုမျိုးကွားနှုန်းနဲတာကလည်းသူတို့အရေးအတွက်လျော်နှဲသွားရရဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ Fossa ဟာ Madagascar ရဲ့ top predator ဖြစ်ပြီးသူတို့ရဲ့အဓိကအစားအစာကတော့လီမာလို့ခေါ်တဲ့တစ်ပင်ပေါ်မှာနေတဲ့မြောင်မျိုးတွေဖြစ်ပါတယ်။တစ်ပင်တက်ရမှာအယမ်းကျွမ်းကျင်ပြီးတပင်ကနေတပင်ကိုခုံပြီးလိုက်ဖိုင်းနိုင်တဲ့အထိလှုပ်ရှားနိုင်တဲ့တောထဲမှာဆိုနင်ဂျာတကောင်လိုရှိုးဝှက်ပြီးလှုပ်ရှားတတ်တဲ့မုတ်ဆိုးတကောင်ဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာ Fossa အရေးအတွက်ဟာတဖြည်းဖြည်းလျော်နှဲလာနေပြီးမျိုးတုံပြန်အန်ဒီရရှိတဲ့တပ်တော်ဝါစင်းထဲမှာတရားဝင်ပါဝင်နေပါတယ်။ International Union for Conservation of Nature ရဲ့သတ်မှတ်ချက်အရ Fossa ကို vulnerable ဆိုတဲ့အဆင့်မှာထည့်သွင်းထားပါတယ်။အဓိကအကြောင်းရင်းတွေကတော့တစ်တောနှဲပါလာမှုလူတွေရဲ့ဖမ်းဆီးမှုနေထိုင်ရာနေရာလျော်နှဲလာခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဒီလိုအခြေအနေတွေဆက်လက်ဖြစ်နေမယ်ဆိုရင်အနာဂတ်မှာ Fossa ကိုတောထဲမှာတွေ့ဖို့ပိုခက်ခဲလာနိုင်ပါတယ်။